မင်္ဂလာပါကျွန်တော်ဂိုးချကိုချက်ကြည့်အောင်ရနော်ဒီမှာကျွန်တော်လွန်ခဲ့တဲ့တောက်ကြနေကနမ်ဖန်ပေရူnews ရှိတာပေါ့လေနော်အဲ့ဒီနေ့ကကျွန်တော်ဈေးကတအားကျခဲ့ပါတယ်နော်ဂိုးတစ်ခုတည်းသာမဟုတ်ဘူးကျွန်တော်ဒီ stock industry လေအများကြီးကျခဲ့တယ်ဒီမှာကျွန်တော်ကြခဲ့တယ်မနေ့ကတော့ consolidation ပေါ့လေနော်မနေ့ကတော့တိတ်အတက်ကြမရှိဘူးဒိုးကြီးကန်တယ်လေးလို့ဖြစ်နေဒီတော့အဲ့ဒီတအားကြလာတဲ့ကန်တယ်ရဲ့ဒီဘေးတစ်ဖက်တစ်ချက်စီမှာရှိတဲ့ကန်တယ်ကိုကြည့်လိုက်ရင်ကျွန်တော် fair value gap တစ်ခုရှိပါ daily fair value gap ပေါ့လေနော်အဲ့ daily fair value gap ကိုဒီနေ့ကြတော့ကျွန်တော် price ကတက်လာအဲ့ကြောင့်4 hour ချကိုတော့ကြည့်လိုက်နော်ဒီမှာ4 hour ချတယ်ကျွန်တော်1 hour ချမှာနော်ဒီမှာ accumulation ပုံစံမျိုးသွားနေတယ်ဗျနော် accumulation ပုံစံမျိုးသွားနေပြီးတော့ဒီကနေပြီးတော့ manipulation အပေါ်ကိုတက်သွားတာကျွန်တော်တို့ daily ချရဲ့ဟိုဟာကိုရောက်သွားတာပေါ့လေနော် fair value gap ကိုရောက်သွားထိတယ်ဒီတော့ accumulation manipulation distribution ကိုtrade လို့ရနိုင်တဲ့အနေထားပါနော်အနည်းဆုံးတော့ကျွန်တော်တို့ဒီမှာဒီကန်တန်အောက်ကဝင်လိုက်တယ်တကယ်တော့နည်းနည်းနောက်ကျတယ်အမှဒီနားမှာသွားဝင်တင်တယ်ပေါ့လေနော်တိုးတော့ကျွန်တော်ဒီ AO indicator နဲ့ကြည့်တဲ့အခါအရန်ကြီးကောင်းမနေတဲ့အတွက်ဒီကန်တန်စစ်ပြီးမှပဲ set trade ကိုဝင်ခဲ့တာနော်ဆိုတော့မဆိုးဘူးပေါ့လေနော်အခုဖြစ်ပေါ်တိုးတက်နေတယ်trade ရဲ့ပုံစံကမဆိုးဒီတော့ကျွန်တော်ပြောချင်တာကဒီပုံစံလေးပါနော် accumulation manipulation distribution ဆိုတဲ့ concept လေးကtrade လုပ်လို့အရန်ကောင်းတယ်ဆိုတဲ့သဘောတရားလေးကိုမိတ်ဆွေတို့မျှဝေချင်တာနော်ကျေးဇူးပါ